你啥不啥背他？你啥不啥背他？你啥不啥背他？你啥不啥背他喏？အခုနင်းကိုစားပစားပိတ်ထားလို့ပြောနေနော်မလေးကလေးလောက်လောက်တော့တရားပါရှင်အဲ့ဆိုအမောက်ချောလေးနဲ့3လုံးလောက်ထည့်ပေးဦးတစ်လုံးဘယ်လောက်လဲတရားပါရှင်ဩအဲ့ဒါဆိုလို့ရှိရင်အကိုတို့ကပြောင်ပြောင်ချောချောမလို့ရတယ်3လုံးထည့်အကိုတို့ကစားမှာဆိုတော့လေကျမကပြောတာတော့ရှားစားမှာဆိုကျမကဘာလုပ်ဖို့တော့မသိဘူးလေအဲ့ဒါတော့ကျွန်တော်လေတင်းနဲ့ကောက်ထုတ်လိုက်မယ်ဒီမှာ3လုံးထည့်အမောက်3လုံးထည့်ပေးနည်းနည်းပြအေးဟုတ်ဒီမှာမောင်လေးရဲ့အခုခေတ်ကြီးထဲမှာငါလည်းဘာဆောက်လို့ဆောက်ကဲမအောင်လှုပ်ချင်တဲ့စိတ်မရှိတော့ဘူးတူပဲမအေးငါလည်းဘာဆောက်လို့ဆောက်ကိုင်းမှမလုပ်ချင်ဘူးခလေးလေးလို့နိုးဆိုလိုက်အိတ်လိုက်ပဲလုပ်ချင်တယ်အယောဒီမှာဆိုလည်းမရယူလိုက်ဟေ့နဲ့ဒါလို့ဘူးဆိုတာလားဟုတ်တယ်ငါနို့မကြိုက်ဘူးတဲ့သူ့ဖေတော့ကြိုက်မှာပေါ့မေစပတ်比比打打谁吧？妹妹失败，哎么？妹妹失败。ချစ်ဆိုတာဘာလဲကိုကြီးမောင်လေးတာယောင်ဒီကုန်းလုံးကစွတ်ရတာကွာဟဲ့မဟုတ်ပါဘူးကွာဒါမဟုတ်ရတာအယောဒီမှာစွတ်ပြမယ်ဒီကောင်ဟဲ့ငါမဟုတ်ပြောင်းဟဲ့စွတ်ရတာဟုတ်ရတာကွာတာယောလေညီမလေးကိုကြီးတို့ကွာဒီကုန်းလုံးကလေစွတ်ရတာလားမဟုတ်ရတာလားညီမလေးတင်ပြပြတယ်မှာကွာ哦，俺们，过一晚俺都不来去做年龄家啦。你妈领先出回来，妈收钱的多啊，收某钱的多啊，某谁别多哟。ယောက်ျားရှင်အရင်လိုကျမကိုမချစ်တော့ဘူးနော်ဖြစ်ရပြန်ပြီမိမရချစ်လို့မိမလို့လို့အကူကပြုစုပေးနေတာဗောကွာရှင်မညာနဲ့ဘာဖြစ်လို့15မိနစ်နဲ့ဆင်းသွားတာလဲပြောမင်းရလေနင်းပေးတယ်ဆိုတာလေးတော့ထည့်ပြောအောင်ကွာဘေးခန့်ကြရင်တမျိုးထင်နေပါဦးဟဲ့မိချိုတူတူပြောပါဟဲ့နှစ်ယောက်ကြာမှာမဟုတ်ဘူးငါယောက်ကြာလဲ15မိနစ်ပဲဟဲ့လူခင်ဗျာမအောင်ထူရမှာဒီမှာကြည့်အောင်မျက်နှာလေးကြီးထုနာခင်ဗျာမျက်နှာပြစ်ပါလေဆိုတော့မင်းရလေအဲ့ဒါခင်ဗျာဒီကေဘူးရဘာလို့တင်ထားဟောမင်းလုံမှာဆိုလို့ငြိမ်အောင်လို့ယောက်ျားရှင်းနှခမ်းမွေးတွေရိတ်လိုက်ပါလားလို့ What ဘာဖြစ်လို့လဲကိုတက်တက်နေတာမြင်ချင်းတယ်ဗောရှင်နှမ်းရင်ပေါင်ဆူးလို့ဟဲ့ဘာတော့ဟုတ်ပါဘူးပါဆူးလို့ပြောတာအယောဒီမှာဟဲ့ဒီမှာဟုတ်မှာညကြရလေနေဟိုင်းစားပြီးတာလွယ်ရင်ကျွန်တော်ဘာမှမပြောတတ်တော့ဘူးလားကျွန်တော်မပြောရဲလို့ပါမပြောစရာရှိရမြင်မြန်လာပြောငါလည်းလင်လို့ရှင်လာပြီဟုတ်မှာအေးအဲ့ဒါလာပြောအခုစီစီ highlight ငါစောင့်နေမယ်ရပန်းဆိုရင်မောင်ကပြီးမှဝဲနေမပြပါမောင်ညားနဲ့လည်းမတူချီးပိုးကောင်ရုံနဲ့မောင်ကအဲ့ဒီပန်းလေးညိုညင်နိုင်ရဲတစ်စီပဲဖြာနာဒါလေတန်းသိနေလို့လားဒီပြေရှော့ဒီလေးချွေးနေတဲ့ခဏတာတွေကစွဲစီတွေရလာညာပြလာနေတာကိုဟဲ့နေမို့လို့မယုံမရှာအယောဒီမှာမတရားမကြီးနဲ့ဒီလုံးနဲ့ကြော့ထွက်ကုန်လိမ့်မယ်အဲ့ဒီမှာပါလေကိုကမင်းတွေ့ဘူးတဲ့ယောက်ျားလေးနဲ့တူတာမဟုတ်နော်ပါလေတချောင်းပို့ပါလို့လားနေမိမမွေးသွားပြီဆိုအေးဟုတ်တယ်အဲ့ကလေးကနေနဲ့မွေးရမဟုတ်ဘူးဆိုအဲ့စကားပြီးပြောဆရာဆရာမပြောတာသူနဲ့မွေးတာတဲ့အဲ့လိုစကားကိုရှင်းရှင်းပြောငါ့ကိုနွားပြအောင်လုပ်နေတယ်ဟဲ့ကောင်းလေးညီတော်တောင်းသားမလားဟုတ်တယ်အန်ဒီနင့်အမေကငါသားအိမ်မှာပဲနေရလို့ငါ့ကိုပြောတယ်အလုပ်လေးပါလေးလုပ်လေနင့်အရွယ်ကလေးအလုပ်တွေနဲ့မအားချဘူးအိမ်မှာထိုင်စားမရှက်ဘူးလားဟုတ်ကဲ့ဒါနဲ့အန်ဒီအရွယ်လေးဒေါ်တုတ်တို့ဒေါ်မဲလုံးတို့တေးကုန်ပြီအန်ဒီရောအယောဒီမှာ